သူများသားကြိုက်တဲ့အရသာထူရှားပြီးစားရှင်စရာကောင်းတဲ့တရက်သီးငရုတ်သီးငပိရခိုင်ချက်လေးလုပ်ပြပေးသွားပါမယ်ရှင်။လိုအပ်တာတွေကတော့တရက်သီးစိမ်းငရုတ်သီးရှောင်းငပိကျွတ်သွန်ဖြူကျွတ်သွန်နီးစားစီစနွေးမို့နဲ့ငယ်ဟင်းချုံမုံတော့ပဲဖြစ်ပါရဲ့။ပထမဦးဆုံးတရက်သီးတစ်လုံးကိုအခုနွားပြီးတော့ပပလေးတင်ထားလိုက်ပါမယ်။အရှင်ရတယ်ဆိုလို့ရှိရင်တော့ထောင်းပေးရင်လည်းအဆင်ပြေပါတယ်။တကယ်လို့အရှင်မရဘူးဆိုလို့ရှိရင်ခုလိုမျိုးလေးပပလေးတင်ပြီးတော့ချက်လို့ရှိရင်လည်းရပါရဲ့။ရှင်ကြိုက်တဲ့လူတွေတဲ့တရက်သီးချက်လေးရတော့ထမင်းနဲ့စားရင်လည်းတအားထမင်းမိန်တဲ့ဟင်းတစ်မျိုးပေါ့နော်။ကဲဒါဆိုလို့ရှိရင်ကျမနဲ့စားချက်လိုက်ဒေအိုးထဲကိုစီထည့်မယ်စီပူလိုက်ပြီဆိုလို့ရှိရင်ကတော့ကျွတ်သွန်ဖြူကျွတ်သွန်နီးခရမ်းရှင်သီးတစ်လုံးထည့်ပြီးတော့စီသက်လိုက်ပါမယ်။အနက်မွေးလာအောင်ထိထားပေးရပါမယ်။ခရမ်းရှင်သီးပျော်သွားပြီ။ကျွတ်သွန်ကလည်းကြက်ကနီးပြီဆိုတော့ငပိမြန်းမြန်းလေးထည့်ပေးလိုက်ပါမယ်။ငရုတ်သီးကတော့အမုံထည့်ပေါ့နော်။ငရုတ်သီးအမုံနှစ်စွန်းလောက်ဆိုလို့ရှိရင်အဆင်ပြေပါတယ်။အဆက်စားရဲဆိုလို့ရှိရင်တော့သုံးစွန်းထည့်လို့ရပါတယ်။အယောင်အတွက်ကအယောင်တွင်မုံထည့်ပါမယ်။အယောင်တွင်မုံကတစ်စွန်းထည့်လိုက်ပါတယ်။ငရုတ်သီးချက်ထားလေးကြက်ပြီးဆိုတော့တရက်သီးလေးထည့်လိုက်ပါမယ်။အနည်းငယ်ပျော့လာအောင်ချက်ပေးရပါမယ်ရှင်။အရသာအတွက်ကမင်းသားနဲ့မင်းသမီးဖြစ်တဲ့စားနဲ့ဟင်းရှုံမို့အနည်းငယ်ထည့်ပါမယ်။အခုဆိုရင်တော့အရသာပြပြနဲ့စားရှင်စရာကောင်းတဲ့တရက်သီးငရုတ်သီးငပိရခိုင်ချက်လေးရပါပြီရှင်။သမင်းနဲ့တွေ့စားရင်အရင်လိုက်ဖက်ပါလေရှင်။ဆုံးထိကြည့်ပေးလို့ကျေးဇူးပါ။